ဒီလိုဆင်းရဲသားတထောင်စားအညာတရကောင်နဲ့လက်ထပ်လို့ပဲကြားရမယ်ဗျမြင်လားမြို့ကမနဲ့ခင်မိုးလေးနဲ့မြင်ပြောနေရတာသုံးမင်းရငှားခြင်းမှာဆိုသုံးမင်းဆရာမရှိဘူးသုံးမင်းဆရာပဲသွားတယ်မိုက်ဒီကသုံးမင်းဆရာလေဟဲ့လို့ဘယ်ရတဲ့ဟဲ့လို့အတန်ကြားတယ်ဒီနေ့တော့ကြားနေရတာဟဲ့လို့ဒီမှာမမြင်ဘူးလားဒီမှာအော်ခက်လက်ရှိတယ်ပြောလေမမြင်ဘူးလေခင်ဗျကြုံမမြင်ဘူးလားဘယ်လိုမြင်မှာလဲခင်ဗျသားမဲတူးနေပြီးတော့ဘယ်လိုဒီအမောင်ထဲမှာကျုပ်ဘယ်လိုခင်ဗျမြင်မှာတော့ဟာခင်ဗျကျုပ်အသားရုံမစော်ကားရနော်ကျုပ်နာမည်လည်းမေးကြည့်လိုက်အောင်ခင်ဗျနာမည်ပါလေဖိုးဝဲဖြူတဲ့ဖွေးဖြူဟုတ်တယ်နာမည်ကဖွေးဖြူဟုတ်တယ်အော်ဟုတ်ကဲ့ပါကိုခွေးခူရဲ့ဖွေးဖြူပါလို့ဖွေးဖြူရဲ့မြောက်ကလာဘက်ကိုတော့ဘယ်လောက်ပေးရမလဲ3000ကောင်းတယ်ဒါသွားမယ်လားတားနေဖွေးဖြူသွားဖက်သွားမှုတော့ခီးတဲ့တော့ပို့ဖို့လေဟာကိုပြောအသက်ကိုဖျားလိုက်ပို့ပေးမယ်ဆိုအေးဟုတ်တယ်ခင်ဗျတို့ရှားဆိုင်ရငှားသွားလဲတော့အဲ့လိုငါလို့မရဘူးလေခင်ဗျကျတော့3000နဲ့ဈေးပြတ်ပြီလေမြောက်ကလာဘက်သွားမှာဒီမှာကြောက်မိမခင်ဗျဘိုက်ကြီးဘိုက်ပြင်းနေမရဘူးဘာမှလည်းဒီမှာလည်းဘိုက်ကိုဒီတက်ကြီးအနောက်ရောက်ပါโอ้ยတော့မထားလားဘိုက်ကိုရှေ့မှာထားလေဒီကောင်ပဲအရှေ့မှာထားအခုကြောင်ကြောင်နဲ့အောင်လာတော့ပေါ့ကွာမင်းတော့တော့မလို့ကောင်မလို့ကောင်လို့မသိကွာတော့တယ်လီတယောက်သေးလားဖေးမဘူးမှမပါပါဘူးတယ်လီဒီမှာရှိတယ်တေချာကြည့်လိုက်တယ်လီလာတော့တယောက်သေးဘူးတယ်လီပြောညနေကြောင်တွေ့မယ်ဆိုဒုက္ခပါပဲအခုတွေ့တော့လဲအတော်ပဲရွှေပြည်နဲ့အစ်ထုတ်လို့လိုက်တယ်ရွှေပြည်နဲ့တနခါကိလေးလက်ဆောင်ပေးမလို့နေတေချာကြည့်လေမျက်စိမပေါက်လားဘေးနော်ဘူးမှမရှိပါဘူးတယ်လီဟဲ့မင်းကစော်ကားနဲ့ညားနေပြီနော်တယ်လီအတန်မချလို့လူလည်းမတွေ့ဟဲ့ကတော့တေချာကြည့်ရအောင်ငြင်းပြီလားပါလာသေးတာလားညနာများတဲ့မိန်းမအောင်ကြာကူလီရိုက်ရက်ကောင်မင်းတို့မြောက်ငါတွေ့မယ်လာပြီလားဟဲ့ကိုညီပေးလိုက်ပါမောင်ရဲ့ဟိုမှာဖိုက်ကြီးပိုက်ပင်းနဲ့ဘယ်ချိန်ဝင်လဲမသိဘူးပြီးတာပါပဲဒီမှာငယ်မရှင်နေရောငါရွှေပြက်မျိုးပြက်စွန့်လို့ထားတာကြာပြီနော်ဟုတ်ကဲ့ကိုကြီးအေးအဲ့လိုဘာလို့စွန့်လို့ထားလဲဆိုတော့ဒီလိုဆင်းရဲသားတထောင်စားအညာတရကောင်နဲ့လက်ထပ်လို့ပဲကြားရမယ်ဗျကြားပါတယ်ကိုကြီးဟေးဒီတစ်ခါလဲအဲ့ဒီဘိုက်ထက်ကလေးအသက်ကိုကယ်တဲ့အနေနဲ့ကူညီလိုက်မယ်နောက်ငါတို့မိသားစုနဲ့လာမပန်းနဲ့ကြားရနော်ဟုတ်ကဲ့ကြီးတယ်တဲ့ရောက်ပါရာဟိုမင်းမလေးလည်းသိတယ်ပဲကွာသိမယ်ဟိုဗကြီးပိုက်ပြင်းနေဆိုတော့ငါအထောင်ဆောင်သွားလိုက်ကြတာနဲ့ OG ပြရတယ်နဲ့ဆိုလို့ရှေ့မှာလည်းပတ်ဆောင်ကုန်တော့လို့မွေးစိတ်လာတောင်းတာပါကွာနေစမ်းပါအဖရာဆောင်ကြိုက်တယ်ဆိုတော့ဘလောက်ကုန်ပါကုန်တာဘောရောက်ပါရာ7သိန်းဝန်းကျင်လောက်ရှေ့မှာကုန်သွားပြီဒါတော့မမွေးရသေးဘူးဒါနဲ့ဘိုက်ထက်ကလေးရောယောက်ျားလေးလားမိန်းကလေးလားဘူးစီပေါင်းလေးဟာမို့ဘူးစီပေါင်းလေးတို့ပဲကလေးတဲ့လုံးလုံးလေးပြုံးတာပဲယောက်ျားလေးယောက်ျားလေးချစ်စရာလေးယောက်ျားလေးဟုတ်တယ်ယောက်ျားလေးမင်းတူကွာကြည့်လိုက်မြို့တော့ထိုးမှလော်လိုက်ဟာမို့မင်းတို့ကြည့်ပြန်ဆက်လိမ့်မယ်လို့စကားရှင်းလေးပြောတော့ရဟုတ်ကဲ့မွေးဖို့ဟောဘယ်လောက်ယူမှာလဲမင်းဟိုခွဲဖို့ချမ်းဖို့အတွက်အိုကြီးကပြောထားတယ်တဲ့သူ့ခွဲဖို့ရအတွက်ဓမ္မဝင်ရမယ်တဲ့ဓမ္မမဟုတ်လေခွဲစိတ်ကလေအခန်းကောင်ဘာအားလုံးပေါင်း350တဲ့ဟာ350ဟုတ်တယ်လေယောက်ျားရဲ့ကျမတို့သားလေးရှင်သားလေးမွေးတော့လေ350လောက်ကုန်နေလေရှင်မသိလားဟောဟုတ်တယ်350ကုန်မယ်ဟာတားတော့ရသွားပြီလားဒါရောဟာမင်းရလေငါဒီတက်ဆောင်မဟုတ်ကြည့်အောင်လို့ဒီတော့အောင်ခါစားတားရခဏလာခဲ့ပါဦးတားမင်းလားဟုတ်ပြီလာပြီဟေးဒီမလာဒါငါသားမင်းတူပဲမင်းသားလားဟုတ်တယ်မင်းသားငါတက်တော့ရှင်းတယ်နော်ဟာဖိမသွားဟုတ်တယ်အသက်ကြီးသလိုပဲလို့ကလေးထွားတာတားလည်းဘယ်လိုခေါ်လဲစင်ကတော့ဟုတ်တယ်အော်အေးဟုတ်ကဲ့ကြောက်ပါဦးမွေးစိတ်လေးခဏဆောင်နေမှာဒါမဲ့ပဲဆောင်သွားမွေးတော့မှမဟုတ်လို့ဒါလည်းမင်းမဆောင်ဘူးဟုတ်ကဲ့နားစင်းအေးတားအေးဦးကတားစီလာလေရလားအေးလာတယ်ကမင်းကြီးမွေးစိတ်လာတောင်းတာလေကောင်မဟုတ်တော့ဘိုက်ကြီးရှိတော့ဘိုက်မရှိဘိုက်တော့ကောင်မလေးပြချမ်းတော့မပြောနဲ့တော့ဘာလဲလုံးကြီးထားဘူးကျောင်းခေကိုပိတ်တာချင်းနေမရတော့အေးမပြောနဲ့လုံးလုံးဒီမဲ့မတ်ခုနကဖောက်ဆိုတာဘာတိုင်းလို့
ဆော့နာ မပြောနဲ့မပြောနဲ့မပြောရဘာလို့ ဘာလို့မတော့ကဲ လူကြီးစကားပြောချက်ချက်တယ်ပြော နေပါလေတော့မဖြစ်လို့ မပြောနဲ့ အော်ကလေးကောဘာလို့ရရလဲ ငါပြောမယ်မင်းကတော့ပြောတာငါပြောမယ်လေစောနာအတောင်ငါပြောမယ်လေ ပြောပါလိုက်လေကွာ စောနာအတောင်ကလေ ဘာကြီးရ မပြောနဲ့ငါ ဆော့တော့မရအော် ပါလေဆို တာတာအင်းပြောမင်းပြော စနေဘိတ်ကထွက်သွားတာ အော်ကားမင်းပေါက်သွား ဘိတ်ပေါက်သွားတာ အော်ဟုတ်လားကားမင်းပေါက်တာ ဟုတ်တယ်လေ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  ဟုတ်တယ် ဩငါသားကောင်းမရရင်ကွယ်ကျွန်တော်မင်းပြောတဲ့တရားလေးတော့ပါရဲ့အဲ့ဒါလည်းဘယ်လိုလဲ မပြောနဲ့လေအဲ့ဒါကွာကိုလေ လေးအောင်ဟောဘယ်လိုဖြစ်ပြန်လဲအားကောင်းတယ်တဲ့တော့ပါမျိုးဟိုအနောက်မှာ နောက်မှငါဖြစ်လို့လို့နောက်မှငါမင်းမရှိဘူး ကျွန်တော်က ကျေးဇူးပဲနောက်ကွာလေဒီကျေးဇူးကငါနောက်တော့ပြန်ဆက်မှာပေါ့နော် ရနောက်မှာပတ်သက်ပြီးတော့ ဟာဒီကဘုရားဒီနေနော် ရစတယ် ကလေးကလေးလို့ပြော ဘာလို့အတော့ရိုက်တာလဲလူမင်းသား ကလေးကလေးလို့ဖနေဘူး အော်ကလေးပါဆိုမှသူပြောချင်တာပြောမှာပေါ့ဗျာ ဟုတ်တယ်ကားပေးပေါက်တာကားပေးပေါက် အဖေကမေးပေါ့တယ် ဟဲ့ပြော မမမွေးတော့မှာပဲကတော့ပေါ့ပြီးတော့ရတော့တက်လာမင်းတော့မနာ ဘိုင်